ဝမ်းမှာလူစားဝင်ထိုးမဲ့ရဲရင်အောင်ဂျူဂျိုးကိုအနိုင်ယူနိုင်မလားအားလုံးပဲမင်္ဂလာပါ MM Spotlight Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့1 Championship မှာဖြစ်လာမဲ့စိတ်ဝင်စားစရာပွဲတစ်ပွဲကိုသုံးသပ်သွားပါမယ်ဂျူဂျိုရဲ့မူလပြန်ပတ်နှုတ်ထွက်သွားပြီးနောက် Venom Club မှာလေ့ကျင့်နေတဲ့မြန်မာဖိုက်တာရဲရင်အောင်ကလူစားဝင်အနေနဲ့1ပထမဆုံးပွဲကိုလက်ခံထိုးသွားရမှာပါပထမဆုံး1ပွဲဖြစ်တာကြောင့်အချိန်တိုအတွင်းဆုံးဖြတ်ရပြီးရဲရင်အောင်တော့ညင်းလို့မရတဲ့အခွင့်အရေးတစ်ခုဖြစ်လာပါတယ်ဒါဆိုရင် Venom Club မှာမကြသေးခင်ကမှဝင်ရောက်လေ့ကျင့်ထားတဲ့ရဲရင်အောင်က1စာချုပ်ဖိုက်တာဂျူဂျိုကိုတကယ်ပဲအနိုင်ယူနိုင်ပါမလားဒီဗီဒီယိုထဲမှာတော့ရဲရင်အောင်ရဲ့လက်ရှိရှင်နေဂျူဂျိုရဲ့စွမ်းဆောင်ရည်နဲ့အတွေ့အကြုံတွေနောက်ပြီးဘယ်ဖိုက်တာကအသာစီးနဲ့အနိုင်ယူသွားမလဲဆိုတာကိုဗတ်မလိုက်ပဲသုံးသပ်ပြသွားမှာဖြစ်ပါတယ်ဂျူဂျိုက1 Championship မှာစာချုပ်ရထားတဲ့ဖိုက်တာတယောက်ပါအသက်က19နှစ်ပဲရှိပါသေးတယ်1မှာ10ပွဲထိုးထားပြီး9ပွဲအနိုင်ယူကအတွေ့အကြုံကောင်းနေတဲ့ရလဒ်ကောင်းတွေရရှိလာတဲ့ဖိုက်တာတယောက်လို့ပြောရင်မမှားပါဘူးအခုဂျူဂျိုရဲ့ပြိုင်ဘက်ကတရားပြဿနာကြောင့်နှုတ်ထွက်သွားခဲ့ပါတယ်1 Championship ဘက်ကလည်းဂျူဂျိုရဲ့ပြိုင်ဘက်နေရာမှာအစားထိုးဖို့အတွက်ရဲရင်အောင်ကိုကမ်းလှမ်းခဲ့တာပါရဲရင်အောင်ဘက်ကလည်း1မှာပထမဆုံးစားထိုးမဲ့ပွဲဖြစ်လို့ငင်းလို့မရပဲလက်ခံလိုက်ပါတယ်ဒီပွဲကိုကြည့်ပြီးပြောရမယ်ဆိုရင်ရဲရင်အောင်အတွက်တော့ရှုံးခဲ့ရင်တော့ပြဿနာမရှိပါဘူးဘာကြောင့်လဲဆိုတော့ဒီပွဲကသူ့ရဲ့1 Championship ပထမဆုံးပွဲလူစားဝင်အနေနဲ့အချိန်တိုတွင်လက်ခံထားရတဲ့ပွဲတစ်ပွဲဖြစ်လို့ပါဒါပေမဲ့ဂျူဂျိုအတွက်ကတော့အချိန်နေမတူဘူးဂျူဂျိုက1နဲ့စာချုပ်ရထားပြီးသား2မြင်တက်လာတဲ့လူငယ်ဖိုက်တာတယောက်ဒီလိုလူစားဝင်ထိုးတဲ့ဖိုက်တာတယောက်ကိုအနိုင်ယူခဲ့ရင်သူ့အတွက်2မြင်အရင်ကြီးမရပါပဲတကယ်လို့ဒီလိုဖိုက်တာကိုသူရှုံးခဲ့မယ်ဆိုရင်သူရဲ့2မြင်ကျသွားမှာတော့သိချပါတယ်ဂျူဂျိုရဲ့ဖိုက်တာပုံစံကိုကြည့်မယ်ဆိုရင်စနစ်တကျလေ့ကျင့်ထားတဲ့ striking ပိုင်း pace ကိုထိန်းနိုင်တဲ့ style တွေအတွေ့အကြုံရှိတဲ့ဖိုက်တာတွေကိုပါအမားနည်းနည်းနဲ့အနိုင်ယူတတ်တဲ့ပုံစံတွေကိုပါမြင်ရပါတယ်ဒါကသူ့ကို1ကစာချုပ်ပေးရတဲ့အကြောင်းရင်းတွေကတစ်ခုပါဂျူဂျိုက1မှာ10ပွဲထိုးထားပြီး9ပွဲနိုင်ယူထားတယ်ရဲရင်တောင်ကတော့1မှာ1ပွဲမှမထိုးထားဘူးသူတို့နှစ်ယောက်ကိုရှင်းကြည့်မယ်ဆိုရင်ပွဲတွေးကြုံဘက်မှာတော့ရဲရင်တောင်ထက်ဂျူဂျိုကအသာရှိတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲရင်တောင်ကိုချောတွက်လို့မရတဲ့အချက်တစ်ခုကသူလက်ရှိလေ့ကျင့်နေတဲ့ Venom Club ပါ Venom Club ဆိုတာနာဗီတို့တာဝန်ရှိုင်းတို့လို့ဆရာကြီးတွေရှိတဲ့မမြင်ကြီးကလပ်တစ်ခု1မှာခပတ်တွေတင်ထားတဲ့ဖိုက်တာတွေကိုမွေးထုတ်ပေးတဲ့ကလပ်လေ့ကျင့်ပေးတဲ့ဘိုင်းတွေစီကန်းရှိတဲ့ဘိုင်းတွေ training system တွေကြောင့်ပဲနမြင်ကြီးတဲ့ကလပ်ရဲရင်တော်က Venom Club ကိုရောက်တာမကြသေးပေမဲ့နီးပြကောင်းနေနဲ့ senior ကစားသမားတွေရဲ့လေ့ကျင့်တင်ကြောင်းမှုအောက်မှာရဲရင်တော်ကလည်းသူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိပြီးတော့တိုးတက်နေတာကိုတွေ့ရပါတယ်ဒီဖေဖော်ဝါရီလထဲမှာရဲရင်တော်နဲ့ဂျူဂျိုတို့ထိုးကြမယ်ဂျူဂျိုက1 Championshipမှာ10ပွဲထိုးထားဦးတယ်ဆိုတော့ငွေတိုင်းစီးမြင့်နေတဲ့အသားကြပြီးသားလူတယောက်ရဲရင်တော်ကိုအတင်းကြီးဖိအားပြီးတော့သူလိုက်ထိုးနေမှာမဟုတ်ပဲအကွာဝေးတစ်ခုယူပြီးတော့ရဲရင်တော်ရဲ့အမားကိုစောက်ပြီးတော့ပဲအနိုင်ယူဖို့များပါတယ်နောက်တစ်ခုကမြန်မာဖိုက်တာတွေဆိုရင်သူတို့အများဆုံးအားဖြင့် decision နဲ့အနိုင်ယူကြတာများတယ်ဗျသုံးချီကစားမယ်အကွာဝေးကိုထိမ့်ပြီးကစားမယ်ငွေတိုင်းစီးမြင့်နေတဲ့အသားကြပြီးသားသူဖြစ်လို့ဘယ်နေရာကိုထိုးရင်ဘယ်လိုအမှတ်ရမလဲဆိုတာသူကောင်းကြီးသိနေလိမ့်မယ်ဒါကြောင့်မလို့ဂျိုဂျိုဘက်ကနေပြီးတော့3ချီအတွင်းမှာအလဲမထိုးနိုင်ခဲ့ရင် decision အမှတ်နဲ့အနိုင်ယူဖို့များပါတယ်ဒီလိုပြောလို့ရဲရင်တော်ကိုရှုံးမယ်လို့ဆိုလိုတာမဟုတ်ပါဘူးရဲရင်တော်ကလည်းအခု Venom Club မှာလေ့ကျင့်နေပြီဆိုတော့တစ်ဖက်ဂျိုဂျိုရဲ့ game plan ကိုသူလည်းသိနေပြီးသားဖြစ်မှာပါနောက်ပြီးရဲရင်တော်ကဒီမွေတိုင်းပွဲသေးလေးတွေမှာလိုက်ထိုးမှုတဲ့ fighter ဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီပွဲမှာဘယ်သူနိုင်မယ်ဘယ်သူရှုံးမလဲဆိုတာတော့တိတိကျကျပြောလို့မရပါဘူးအစာချုပ်ရပြီးသား fighter တယောက်ဖြစ်လို့ဂျိုဂျိုကရဲရင်တော်ကိုနိုင်ဖို့ရာခိုင်နှုန်းတော့များပါတယ်ရဲရင်တော်ကလည်းဒီပွဲရှုံးခဲ့ရင်သူတို့ပြဿနာအရင်ကြီးမရှိပါဘူးဒီပွဲရှုံးခဲ့ရင်သူ့ကိုအပြစ်မမြင်ကြပါနဲ့1ရဲ့ပထမဆုံးပွဲလည်းဖြစ်တယ်လို့သူထူရတဲ့ fighter ကစာချုပ်ရပြီးသား fighter နဲ့ဖြစ်နေလို့ပါထိုင်းနိုင်ငံရဲ့ promotion သေးလေးတွေမှာလည်းကစားခဲ့ပြီးတဲ့ fighter Venom Club မှာလည်းလေ့ကျင့်နေပြီဆိုတော့ကျွန်တော်တို့ရဲရင်အောင်ကိုအများကြီးမျှော်လင့်ထားလို့တော့ရပါတယ်1 Championship ရဲ့ဖေဖော်ဝါရီလထဲမှာကျင်းပမယ်ဂျူဂျိုနဲ့ရဲရင်အောင်တို့ရဲ့ပွဲမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကျွန်တော်ရဲ့ comment မှာရေးခဲ့လို့ရပါတယ် MM Spotlight မှာ UFC 1 Championship မြန်မာဖိုက်တာတွေရဲ့အကြောင်းအရာတွေကိုနေ့တိုင်း update ပုံမှန်တင်ပေးနေမှာဖြစ်ပါတယ်။ဒါရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းမကြာခင်တင်ပေးသွားပါမယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe comment လုပ်ပေးဖို့မမေ့ကြပါနဲ့လို့ပြောဆိုရင်ဗီဒီယိုကိုဒီမှာနေဆုံးသက်ရှင်ပါတယ်။